အားလုံးပဲမင်္ဂလာပါနော်ဒီနေ့တော့တစ်ဆိုရဲကနန်းနဲ့63ဆိုရဲကနန်းတွေထွက်ခဲ့ပါတယ်နော်ဒီနေ့ကတော့ဆွေရီရဲ့လုံးမိုင်းဒီကတော့မနေ့ထဲဟာထွက်ခဲ့ပြီးတော့ဆွေရီရဲ့ပေးသက်တွေအားလုံးအောင်မဲထန်တတ်မယ်လို့ဆွေရီယုံကြည်ပါတယ်နော်ဆွေရီရဲ့လုံးမိုင်းဒီဘက်မှာဒါပထမဆုံးချိန်မိတာပါနော်ဒါလည်းမထူးခွက်ယူဘတ်3ခွက်မှာမဝင်ခဲ့ပါဘူးနော်လုံးမိုင်းပဲဝင်ခဲ့တာပါဘာပဲပြလုံးမိုင်းတွေဝင်လာတဲ့တော့ဖရဝမ်းတောက်ပါတယ်နော်အဲ့လိုပဲဘယ်နဲ့ဆွေဒီ10ရက်4လ2020ချောင်းအပိတောက်ကြလေးအတွက်ထိုးကလမ်းကြောင်းကိုတော့ဒီနေ့ထွက်သွားတယ်တင်းနှစ်ဆိုတဲ့ကနန်းနဲ့63ဆိုတဲ့ကနန်းကနေပေးဖို့ဆွေဒီထိုးကလမ်းကြောင်းကိုရှာပါတယ်နော်ဒါပေမဲ့အဲ့တင်းနှစ်ဆိုတဲ့လမ်းကြောင်းထဲပိုကောင်းတဲ့ထိုးကလမ်းကြောင်းကိုဆွေဒီနေ့တွေ့လိုက်ပါတယ်အဲ့ဒါဟာတော့ဘာတွေ့လိုက်ကနေဆိုတော့ဒီဘက်ကတွင်းဟန်နေပိတ်တယ်အင်္ဂါလေးဟန်နေစားပြီးတော့ထွက်ခဲ့တာပါနော်အင်္ဂါဘော်လူကိုကြာတာပလေအခု3ရက်ဆက်ထိုင်ထွက်ထားတယ်3ရက်စလုံးညနေဘက်မှာ3ပါခဲ့ပါလေပထမတော့အင်္ဂါနေ့ညနေမှာ3-4လို့ထွက်ခဲ့ပြီးတော့ဒုတိယဘော်လူကိုနေ့မှာ3-8လို့ထွက်ခဲ့ပါလေဒီနေ့ကြာတာပလေနေ့မှာတော့6-3လို့ထွက်ခဲ့ပါလေအလူတို့3ချင်းစကြတဲ့လမ်းကြောင်းကနေပြီးတော့ဆွေဒီပိတ်တော့ကနေတွေ့ထိုးပေါ်လမ်းကြောင်းကိုရှာပေးတော့မှာပါအဒီထက်ပူပြီးတော့အာကောင်းတဲ့လမ်းကြောင်းတစ်ခုကလည်းတွေ့နေပါသေးတယ်အဲ့ဒါကတော့3ချင်းစကြခဲ့တယ်လို့မနက်ကထွက်သွားခဲ့တယ်ညီကိုကနန်းတင်းနေရဘရိတ်ကလည်း3ဖြစ်နေပါတယ်အဲ့ဒီတော့ဒီတစ်ပတ်3နေတာပြောနေပါတယ်နော်အဲ့ဒီလို3ပြောနေတဲ့ထိုးကွက်လာကြောင်းကနေပြီးတော့ဆွေဒီမနေ့ပြန်ကအတွက်ထိုးကွက်ကိုအခုချပေးတော့မှာပါဟယ်လိုမင်းနောက်မှကြည့်လိုက်ကြပါနော်
ခုဒီထူကွက်အသေးလုံးဖိုင်နေရတော့စုဒီရခေါ်မျိုးတာတိုက်ပြီဟာဂျာလာတဲ့ခနန်းနေထူကွက်တွေကိုပေးစက်တွေကိုပြန်လဲမြောက်နေတာပါဒီကနန်းရတော့မြဲမမဘူးမြဲမနဲ့ဆွေဒီလည်းမြဲပေါက်ပြီးတော့တတိဖြစ်နေပါပြီနော်ဆွေဒီလည်းမြဲမပေါက်ပါဘူးအဲအကြောင်းမလို့ဟုတ်ကိုကြိတ်တူမယူပါမကြိုက်တဲ့ခနန်းတွေကိုပဲ့ပါနော်ဒီကဲလို့ဆွေဒီရဲ့ခနန်းကိုကြိုက်တယ်ကိုမှလည်းလုံးမိုက်ကလုံးကိုကြိုက်ရရှိရဆိုရှင်တဲ့ကိုခနန်းနဲ့ဆွေဒီကတဲ့ကပ်ပြီးကစားလာပြိုးရတဲ့ကစားကြပါဘေးဆရာမညဲမမဘူးအဲအကြောင်းမလို့ဒီကနန်းကြီးညဲတန်းပေါက်ကိုပေါက်ရမယ်လို့အာမမခံနိုင်ပါဘူးဆွေဒီလည်းအာမမခံပါဘူးနော်ဆွေဒီလည်းမြဲမပေါက်ပါဘူးဒီဘက်ဆိုလို့ရှိရင်လည်းရက်ပဲပေါက်ကနေတယ်တပါလို့လည်းဒီခါဒါဆွေဒီအားလုံးရှိမောင်းဝင်ခါမလည်းဒီတော့ရမှာနှစ်ချိန်ပဲဆွေဒီပေါက်ပါသေးတယ်နော်မတန်ဒီအားလည်းမထက်ပါဘူးအားလုံးလည်းမြင်နေရပါလေရဲ့ရင်းဘက်က10ချိန်မှာဆွေဒီ9ချိန်အထိပေါက်ခဲ့ပါတယ်ဒီဘက်ကတော့ကို3ရက်6ချိန်မှာ2ချိန်ပဲပေါက်ပါသေးတယ်နော်အားလုံးမဲအားကြောင့်မလို့ဒီကနန်းတွေဟာညနေမှန်နေရပဲဟိုဆွေဒီဟာမခံပါဘူးနော်ဆွေရဗီဒီယိုဖိုင်တွေကိုမတင်ပါဘူးဖြတ်လည်းမဖြတ်ပါဘူးဆွေဒီရမှတ်တမ်းတွေကိုဗီဒီယိုတစ်ဖိုင်ချင်းအား用လိုက်ပြီးကြည့်လို့ရပါတယ်နော်